ဒီနေ့မှာတော့ကျွန်တော်မီဒီယာများကိုတပ်မတော်ကထုတ်ပြန်ထားတဲ့ယာယီပစ်ခတ်တိုက်ခိုက်မှုရစရေးထုတ်ပြန်ချက်ထုတ်ပြန်ပြီးတဲ့နောက်မှာလက်နက်ကိုင်တောင်းကျမ်းသူအဖွဲ့များရဲ့ဒီယာယီပစ်ခတ်တိုက်ခိုက်မှုရစရေးအပေါ်ချိုးဖောက်ခဲ့တဲ့ဖြစ်စဉ်များကိုကျွန်တော်ပြောချင်ပါတယ်28ရက်မှာဖြစ်ခဲ့တဲ့ငလျင်ကြောင့်တနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကိုစာနာထောက်ထားနားလဲသောအားဖြင့်နောက်တစ်ခုကတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအရှိန်ဟုန်နဲ့ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီးတပ်မတော်က2025ခုနှစ်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိယာယီပစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလအဖြစ်ထုတ်ပြန်ထားပါတယ်။အဲဒီနောက်ပိုင်းမှာ KIA အနေနဲ့ဒါဧပြီလ3ရက်နေ့ညနေ4:20မှာဗမာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို82မီလီမီတာစိန်ပြောင်းနဲ့9လုံးပစ်ခတ်ခဲ့ပါတယ်။ဧပြီလ4ရက်နေ့မနေ့10:00နာရီခွဲမှာလဲဗမော်တက္ကသိုလ်နားလီမှာလုံခြုံရေးနေရာယူထားတဲ့နေရာကို KIA အဖွဲ့ကလူအင်အား30လောက်နဲ့တစ်စိမ်နောက်လူအင်အား50လောက်နဲ့တစ်ချိန်လာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ TNLA အဖွဲ့နဲ့လည်းတောင်ခမ်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးစခန်းကို TNLA နဲ့PDF အကြမ်းဖက်တောင်းကျမ်းသူ45ဦးလောက်ကလာရောက်ပစ်ခတ်တာရှိပါတယ်။ KNPB အဖွဲ့အနေနဲ့လည်းဖားဆောင်မှာရှိတဲ့တပ်ဌာနချုပ်ကိုလာရောက်ပစ်ခတ်တာရှိပါတယ်။ AA အဖွဲ့အနေနဲ့ကတော့AR တိုင်းဘက်လုံခြုံရေးနေရာယူထားတဲ့နေရာတွေကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ဧပြီလ4ရက်နေ့မနေ့3နာရီခွဲအချိန်မှာကျွန်တော်တို့မကွေးတိုင်းစင်မြေကျွန်းမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တပ်မတော်ရဲ့လုံခြုံရေးစခန်းနေရာတစ်ခုကို PDF အမိခံအကြမ်းဖက်အဖွဲ့တွေက drone နဲ့ကျွန်တော်တို့9ချိန်လာရောက် drop ဘုံချခဲ့ကြောင်းတွေ့ရပါတယ်။ KNLA KNU အဖွဲ့နေနဲ့လည်းဂရိုင်းတိလုံခြုံရေးစခန်းကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ဒီအချိန်မှာတပ်မတော်အနေနဲ့ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဒီချိုးဖောက်လာတဲ့ပြည်သူအသက်အဝင်စီးစိမ်ထိပါလာတဲ့လုပ်ငန်းတွေပြည်သူတွေရဲ့လမ်းမဆက်သွယ်မှုကိုလုံခြုံစေရေးကိုချိုးဖောက်လာတဲ့လုပ်ငန်းတွေတပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကိုအကြောင်းမဲ့တိုက်ခိုက်လာရင်ပြန်လည်တုံ့ပြန်မှုလုပ်သွားမယ်လို့ပြောခဲ့တာမျိုးရှိပါတယ်။ထုတ်ပြန်ချက်ထဲမှာလည်းထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့အနေနဲ့ဒီငလင်တန်ထိခိုက်ခံစားနေရတဲ့